YouTube ရတဲ့ပတ်သက်တွေကိုထုတ်ဖို့အတွက်ဘဏ်အကောင့်ဘယ်လိုချိတ်ရမလဲပေါ့နော် Okay အဲ့တော့ဒီနေ့ video မှာဆိုရင်တော့ Google Adsense နဲ့မှာကျွန်တော်ရဲ့ဘဏ်အကောင့်ကိုဘယ်လိုချိတ်ရမလဲဆိုတော့ပြောပြပေးတော့မှာဖြစ်ပါတယ်ကျွန်တော်အရင် video မှာဆိုရင်တော့ Google Adsense အကောင့်ကိုဒီ Google Adsense pin code ကို verify ဘယ်လိုလုပ်ရမလဲဆိုတာကျွန်တော်ပြောပြပေးခဲ့တယ်ပေါ့နော်အဲ့တော့ဒီနေ့ပိုင်းမှာဆိုရင်တော့ကျွန်တော်ဘဏ်အကောင့်ချိတ်တဲ့ဘဏ်ကိုပြောပြပေးတော့မှာဖြစ်ပါတယ် Okay တော့မိတ်ဆွေအနေနဲ့ဘဏ်အကောင့်မချိတ်တတ်သေးဘူးဆိုရင်တော့ဒီ video ကိုစောင့်လိုက်ကြည့်ပေးပါကျွန်တော်တစ်ချက်ချင်းပြောပြပေးတော့မှာဖြစ်ပါတယ် Okay let's go Okay တော့ဘဏ်အကောင့်ချိတ်ဖို့အတွက်ပထမဦးစွာမိတ်ဆွေတို့ Google Adsense အကောင့်နဲ့ကိုဝင်ရမယ်ပေါ့နော်အဲ့တော့ Google Adsense အကောင့်မှာဘဏ်ချိတ်တဲ့နေရာပေါ်ကမိတ်ဆွေတို့ ID verify ဖြစ်ပြီးကမှပေါ်မှာပေါ့နော်အဲ့ဘယ်လိုပေါ်လဲဆိုတာကျွန်တော်တစ်ချက်ပြောပြပေးပါမယ် Okay အဲ့တော့ကျွန်တော် Google Adsense ဆိုပြီးတော့ရိုက်ချလိုက်ပေါ့နော်အဲ့တော့ဒါမျိုး Google Adsense ရဲ့ home page ကျလာပြီဆိုရင်တော့ကျွန်တော်ဘယ်ကိုသွားရမလဲဆိုရင်ကျွန်တော် payment ဆိုတဲ့ထဲကိုသွားရမယ်ပေါ့နော် payment ဆိုတဲ့နေရာမှာ payment info ဆိုတဲ့ထဲကိုသွားရမယ်ပေါ့နော် Okay payment info ထဲမှာဆိုရင်ကျွန်တော် Adsense အကောင့်ကပုံမှန်ဆိုရင်2 account ထွက်တယ်ပေါ့နော်အဲ့တော့ Adsense Malaysia ရဲ့ YouTube ရဲ့ဆိုပြီးတော့ဒါမျိုးနှစ်ခုထွက်တယ်ပေါ့နော် Okay အဲ့တော့ကျွန်တော်က US dollar ပေါ့နော်အောက်က YouTube ဆိုတာကိုရေးရမယ်အပေါ်က Adsense ဆိုတာကျွန်တော် website တွေပါရင်လည်းချိတ်ဆက်ပြီးတော့traffic တွေစားရတဲ့သူတွေအတွက်ဆိုအပေါ်ကဒီ Adsense ကောင်ကိုသုံးတာပေါ့နော်ကျွန်တော်က YouTube ဖြစ်တဲ့အတွက် YouTube Adsense ဆိုပြီးတော့ဒီအောက်မှာတစ်ခုပြပေးတယ်ပေါ့နော်ကျွန်တော်အဲ့ထည့်ဝင်ရမှာပါ Okay အဲ့တော့ဒီမှာဆိုတော့ကျွန်တော်ဒေါ်လာ30ရထားတယ်ပေါ့နော်အရင်ကဒေါ်လာ30ရထားတယ်ဒီမှာဆိုရင်အနည်းဆုံးဒေါ်လာ100ပြည့်မှပဲကျွန်တော်ထုတ်လို့ရမှာပေါ့နော်အဲ့တော့ဒေါ်လာ100မပြည့်ခင်မှာမိတ်ဆွေတို့ဘဏ်ချိတ်ထားဖို့လွယ်တယ်အဲ့တော့ဘဏ်ချိတ်ဖို့ဆိုရင်ဒီမှာ app payment method ဆိုတာဒီဘက်ကလေးမှာပေါ်လာပြီပေါ့နော်ဒီလိုပေါ်ဖို့ ID verify လုပ်ပြီးကမှပဲပေါ်တာပေါ့နော် Okay အဲ့တော့ဒီမှာ app payment method ဆိုတာနေလိုက်ပါမယ်အဲ့တော့ဘဏ်ချိတ်တဲ့နေရာမှာကျွန်တော်နှစ်မျိုးရှိတယ်ပေါ့နော် wire transfer ရယ်နောက်တစ်ခုအနေနဲ့ကျွန်တော် check ပေါ့နော် check တွေဆိုတာကျွန်တော် Western Union မှာသွားပြီးတော့ထုတ်ရတာပေါ့နော်အဲ့တော့ကျွန်တော်တို့က wire transfer detail နဲ့ bank account ကိုပဲကျွန်တော်ချိတ်တယ်ပေါ့နော်အဲ့တော့ဒီမှာအပေါ်ကnew wire transfer detail ဆိုတာတစ်ချက်နှိပ်လိုက်မယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ဒီမှာအဓိကကျွန်တော်ဘတ်ချိတ်တဲ့နေရာမှာ time back တဲ့အနေနဲ့ဒီမှာ shift BIC ဆိုတာလေးရှိတယ်ပေါ့နော်အပေါ်ဆုံးက finisher ID ဆိုတာလေးက optional ဖြစ်တဲ့အတွက်ကျွန်တော်ထည့်စရာမလိုပါဘူးအဲ့တော့တိုင်းကို bank account ဆိုတော့ကျွန်တော် bank account ဖွင့်ထားတယ်ပေါ့နော်ကျွန်တော်နာမည်နဲ့ဖွင့်ထားတဲ့ bank account နာမည်ကိုထည့်ပေးရမယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်ဒီကောင်ကကျွန်တော်နာမည်နဲ့ဖွင့်ထားတဲ့ Adsense account မဟုတ်ဘူးပေါ့နော်အခြားသူနဲ့ကျွန်တော်ဖွင့်ထားတာဒါကြောင့်မို့ကျွန်တော်ဟိုတလောကGoogle Live ချက်နဲ့မိတဲ့ခါမှာဆိုရင်နာမည်မတူတဲ့ bank account နဲ့ထုတ်လို့ရလားလို့မေးတာထုတ်လို့ရလို့ပြောတယ်ပေါ့နော် Okay ဒါကြောင့်မို့ကျွန်တော်ဒီ Adsense account ကိုလည်းကျွန်တော်ရဲ့ bank account နဲ့ချိန်ပါပေါ့နော်ပြီးတော့ပြီဆိုတော့ကျွန်တော်ရဲ့ bank name ကလုံးဝဒီ Facebook တို့ Facebook ရဲ့ YouTube ရဲ့တူတူပဲပေါ့နော် bank name ကိုရေးပြရတာပေါ့နော်TikTok တို့ဘာလို့ဆိုရင်တော့သူ့ရဲ့ ban name က auto ပေါ်တယ်ပေါ့နော်အဲ့တော့ ban name ကကိုသုံးမဲ့ ban name ကိုဒီခါသေချာရွေးပြရမှာပေါ့နော်ကျွန်တော်သုံးမဲ့ ban ကတစ်ချက်ရိုက်ပြပါမယ် Okay တော့ကျွန်တော်သုံးမဲ့ ban ကဒီမှာ standard charted ပေါ့နော်သူ့ရဲ့ ban ဒီမှာဒီ ban ကိုသုံးပြရမှာပေါ့နော် standard charted ဆိုတဲ့ ban ကိုသုံးရမှာဖြစ်ပါတယ်အဲ့မိတ်ဆွေတို့ထိုင်းဆိုကာစီကွန် ban ပေါ့နော်အခြေကောက်တွေရေးရမှာပေါ့နော်ဒီမှာဆိုကျွန်တော် full name နဲ့ကျွန်တော်ရိုက်ချလိုက်မယ်ပေါ့နော်ဒီမှာဆိုရင်ပုံမှန်ဆိုရင်တော့ဒီကောင်ဖြစ်ရမှာပေါ့နော် standard charted ban Malaysia ဘခဆိုတာဒီပုံစံဒီကောင် copy ကူရမှာပေါ့နော်ဒီကောင် full name ဖြစ်တယ်ပေါ့နော် Okay ဒီကောင် copy ကူမယ်အဲ့တော့ shift BIC ပေါ့နော်ဒီမှာအဓိကပြောချင်တာ Facebook ဒီမှာဆိုလည်းအတူတူပဲ shift code ထည့်ပေးရတာပေါ့နော်အဲ့တော့ကိုယ့်ရဲ့ ban နဲ့ကိုယ့်ရဲ့ ban ကို copy ယူမယ်ပေါ့နော်ပြီးတော့ပြီဆိုရင်တော့ကျွန်တော် shift code ကိုရိုက်ထည့်လိုက်ပေါ့နော်နောက်ကနေ shift code ဆိုပြီးရိုက်ထည့်လိုက်Okay စစ်ကုတ်ရတဲ့ခါမှာဆိုရင်သူကဒီမှာကျွန်တော် Google AI နဲ့တက်ပြီး auto ပြပေးတယ်ပေါ့နော်ဒီကောင်နဲ့ကျွန်တော်သုံးလို့ရတယ်ပေါ့နော်အဲ့တော့သုံးတဲ့ခါမှာဆိုရင်သူ main office တွေ branch တွေပေါ့နော်ကိုကဥပမာအနေနဲ့ရန်ကုန်ဘန်ခွဲရဲ့ဒီ branch စစ်ကုတ်ကိုလိုချင်တယ်ဆိုတော့ရတယ်ပေါ့နော်ဒီကတော့ main office ရဲ့စစ်ကုတ်ကိုရပြီဆိုရင်အဆင်ပြေပြီပေါ့နော်ဒီမှာဆိုရင် this guide refer to the main office can be used for all office in Malaysia ပေါ့နော်ဒီကောင်သုံးလို့ရတယ်ပေါ့နော် SCBLMYKA ဆိုတာ main office စစ်ကုတ်ဖြစ်ပါတယ်ဒီကောင်ကိုတစ်ချက်ထည့်လိုက်လို့ရပြီပေါ့နော်ဒီမှာဆိုရင်တော့ဒီ specific ban ပေါ့နော်မိတ်ဆွေတို့ကိုကရန်ကုန်ဆိုရန်ကုန်ပေါ့နော်ကိုယ့်ရဲ့ ban လိုက်လို့ကျင်နေဆိုဒီအောက်ကဟာတွေဒီမှာရွေးချယ်လို့ရတယ်ကျွန်တော်တော့ main office ကိုပဲသုံးလိုက်မယ်ပေါ့နော်ပြီးသွားပြီဆိုတော့ဒီနားမှာ copy ယူလိုက်မယ်ပြီးသွားပြီဆိုတော့ကျွန်တော်ရဲ့ account number ကိုရေးရမှာပေါ့နော်ဒီမှာဆိုရင် drop ပါနေလို့ပေါ့နော်ဒါဆိုရပြီ Okay ဒီမှာဆိုတော့ account number ထည့်ပေးရမှာပေါ့နော်ဒီ account number ကြီးကျွန်တော်လွှဲလို့မရပါဘူး
โอเคအဲ့တော့အဓိကဘန်ချိတ်တွေကဒီလေးခုပဲပေါ့နော်နာမည်ရဲ့ကျွန်တော်ရဲ့ဘန်နင်းရဲ့ပြီးတော့ zip code ရဲ့ပြီးတော့ account number ရဲ့ account number ကိုထပ်ပြီးတော့ရိုက်ပေးရတာပေါ့နော် retype လုပ်ပေးရတာအောက်က intermediary bank ဆိုတာလေးကကျွန်တော်ထည့်စရာမလိုဘူးပေါ့နော်ဒါက US ကလူတွေတက်ပဲကျွန်တော်ကျုံးဝင်နေပေါ့နော်ပြီးတော့ဆိုတော့ဒီမှာ set up primary method ဆိုတာလေးရေးပြီးတော့ C ဆိုတာလေးနှိပ်ပေးလိုက်ပေါ့နော်โอเคအဲ့ C ဆိုတာလေးနှိပ်ပြီးသွားပြီဆိုရင်တော့ဘန်ချိတ်တဲ့ process ကအောင်သွားပြီပေါ့နော်အဲ့တော့အခုကျွန်တော်စက်တင်ဘာလမှာရတဲ့ပတ်သက်တွေကနောက်လာ10ရက်နေ့မှာဆိုရင်ဒီထက်မှပြန်ဝင်မယ်ဝင်သွားပြီလို့ဒီနားမှာဒေါ်လာ100ပြည့်သွားပြီဆိုတာနဲ့နောက်လာအောက်တိုဘာလ21ရက်နေ့ကစပြီးတော့ကျွန်တော်တို့ဘန်နဲ့ဟိုသူကtransfer လုပ်လိုက်မှာပေါ့နော်အဲ့တော့ဒီဘန်ဖွင့်ရဲ့ပိတ်ရပေါ်မူတည်ပြီးတော့2ရက်3ရက်တွင်ရောက်တယ်ပေါ့နော်โอเคဒါကတော့ Google ဆန်ကောင်ကနေပြီးတော့ဘန်ဘယ်လိုချိတ်လဲဆိုတာမိတ်ဆွေတို့တွေ့မြောက်ပြီးဖြစ်ပါတယ်โอเคအဲ့တော့ဒီနေ့ပြီးတော့ဒီလောက်ပါပဲအားလုံးကျေးဇူးတူတူပါခင်ဗျ